အိမ်မှာပဲလွန်လင်းတကူလှူစားလို့ရတဲ့ချက်ပဲရီတုံးလေးလှူစားဖြစ်ပါတယ်ချက်အသားကြီးပဲဖိတ်ပြီးတုံးလာတာချက်ရိုးတွေပဲကြံတဲ့အတွက်လွတ်ပြရမှာနှမျောတယ်အဲ့ဒီအတွက်ချက်သားပြုတ်ပြီးတော့ချက်ပဲရီတုံးလေးလှူစားဖြစ်တယ်ချက်သားတော့အရင်ဆုံးပြုတ်မယ်ချက်သားပြုတ်နေတဲ့အချိန်မှာကော်ဖီပပားလေးနဲ့တမယာသေးလေးထားမယ်ပြီးတော့ကုစင်နန်လေးလက်ပင်ထားပါမယ်ချက်သားပဲရီလေးလို့ရအတွက်မွေးစိမ်းမုတ်ကိုရေနှစွန်းထည့်ပြီးတော့ရေနဲ့ဖြော်ထားပါမယ်ဇွန်းနဲ့ဖြော်လို့မရရင်လက်နဲ့ခြေထားပြီးတော့ထားမှာပါမယ်မွေးစိမ်းမုတ်လေးရေဖြော်ရန်အတွက်ပါပြီးတော့ရင်တော့စီပူတဲ့ဒီထဲမှာမွေးစိမ်းမုတ်စီတက်ရန်အတွက်ချက်တော်ဖြူနေမဆလာထည့်ပြီးတော့ဆွမ်းရေဖြော်ထားတဲ့ပဲအစိမ်းမုတ်လေးထည့်ပါမယ်ပြီးတော့ရင်တော့ဆွမ်းချက်ပြုတ်လို့ပူရတဲ့အရေကြိုက်ပြုတ်ရေလေးထည့်ပြီးတော့ရတာအတွက်စက်သားမှုတ်စားအချိုမှုတ်ထားပြီးရတာကိုကိုအစင်ပြေသလိုထည့်ပြီးတော့တူထားပေးပါမယ်ချက်သေးလေးလုံးဝရတာအစင်ပြေသွားပြီဆိုတော့စက်သားတော့စားရန်တစ်ဖြစ်စင်ပါမယ်ရွေးထွင်ထားတဲ့စက်သားလေးထည့်မယ်ကော်ဖီထည့်မယ်ရှောက်ရက်လေးထည့်မယ်တမယာသေးလေးနှင့်ငယ်သူစိမ့်လေးထည့်ရတာမိုက်တဲ့စက်သားပဲလေးရပါပြီ